အားလုံးပဲမင်္ဂလာပါ Mr. Son ရဲ့အင်္ဂလိပ်စာအတန်းထွက်လေ့လာတဲ့သင်ခန်းစာနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဒီof ဆိုတဲ့အတန်းထွက်ကိုပြောပြသွားမှာဖြစ်ပါတယ်ကျွန်တော်မြန်မာစကားပြောတဲ့သူတွေအနေနဲ့တာမန်အဖြစ်ဒီအတန်းထွက်ကို off off နဲ့မားလေးရှိတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်အနေငယ်ဒီနေ့ပြောပြသွားမှာဖြစ်ပါတယ်ဒီသင်ခန်းစာအတူလေးပြီးသွားတဲ့ခါကျရင်တော့ of ကိုမင်္ဂန်စွာအတန်းထွက်နိုင်တယ်ပြီးတော့ strong form နဲ့ weak form အတန်းထွက်ကိုနားလည်သွားမယ်နောက်ဆုံးအနေနဲ့တော့စာကြောင်းတွေကိုတဘာဝကြကြပို့ပြီးတော့ပြောနိုင်မယ်လို့ပြောလည်ပါတယ်ပထမဆုံးအနေနဲ့ဒီအတန်းထွက်နှစ်ခုကိုကျွန်တော်တို့ကြည့်သွားမှာပေါ့နော်တာမန်အဖြစ်အတန်းထွက်ကနှစ်ခုရှိတယ်ပထမတစ်ခုက strong form ဆိုပြီးတော့ကျွန်တော်တို့အပြည့်အတန်းနဲ့ဆိုတာရဲ့နောက်တစ်ခုကျတော့ weak form ဆိုပြီးတော့ကျွန်တော်တို့ကဖြောတဲ့အတန်းနဲ့ဆိုတာပေါ့နော်အတန်းကိုအပြည့်မဆိုဘဲနဲ့ဖြောတဲ့အတန်းနဲ့ဆိုတာကိုလေ့လာသွားမှာဖြစ်ပါတယ်ဒီဒုတိယအတန်းထွက်အမျိုးအစားကတော့တာမန်အဖြစ်စကားပြောတဲ့အခါမှာအသုံးပြုကြပါတယ်American နဲ့ British ကတော့တန်းတန်းနဲ့ကွာတယ်အင်္ဂလိပ်လူမျိုးတွေကျတော့ all ဆိုတဲ့တန်းတန်းနဲ့တုံးတယ် of American ကျတော့ of ဒီမှာကျွန်တော်သတိထားမှာတော့တလုံးချင်းဆိုတဲ့အခါကျရင်တော့ ဆိုတဲ့တန်းထွက်ကိုအသုံးပြုတယ် f တန်းထွက်ကိုကျွန်တော်တို့ကအသုံးမပြုဘူးပေါ့နော် f တန်းထွက်ကိုသုံးရင်ကျွန်တော်တို့က off နဲ့အတန်းထွက်ကတွတ်တူသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ strong form ကိုအရင်ကြည့်လိုက်မယ်ပေါ့နော်strong form မှာကျတော့ကျွန်တော်တို့ဘာတွေ့ရမလဲဆိုတော့ခုနပြောတဲ့အတိုင်းပဲ American နဲ့ British ကတန်းတန်းနဲ့တော့ကွာမယ်ဘယ်လိုအခြေအနေမျိုးမှာအသုံးပြုလဲဆိုတော့ပထမဆုံးအနေနဲ့ဖြီးဆိုပြီးပြောတဲ့အခါအသုံးပြုတယ်နောက်တစ်ခုကျတော့တလုံးချင်းပြောတဲ့အခါပေါ့နော်အသုံးပြုတယ်နောက်ဆုံးအနေနဲ့တော့အလေးပြီးပြောချင်တဲ့အခါမှာအသုံးပြုတယ်ပေါ့ဥပမာအနေနဲ့ဆိုရင်ဘာနဲ့လောက်ထားတာလဲပေါ့ကျွန်တော်တို့ကဒီမှာ of နဲ့စုံနေတယ်အဲဒီတော့ what is it made of ဆိုပြီးတော့ပြောမှာပေါ့နော် what is it made of ဒါကတော့ချွင်းချက်အနေနဲ့ဒီနေရာမှာကျွန်တော်တို့ strong form နဲ့ပြောမယ်ကျန်တဲ့အချိန်လေးမှာတော့စကားပြောတဲ့အခါမှာကျွန်တော်တို့ကဖြောပြီးဆိုတဲ့အတန်းနဲ့ပဲကျွန်တော်အသုံးပြုရမယ်ဘယ်လိုဖြစ်သွားမလဲဆိုတော့ဒါကိုရှွာဆောင်းလို့လည်းပြောတယ်အတန်းထွက်က of ဆိုပြီးတော့ဖြစ်သွားမယ် of လို့ပဲပြောမှာပေါ့နော်ဒါကတော့ကြကြစကားပြောတာလည်းဖြစ်တယ်လို့စာကြောင်းတွေထဲမှာရှိနေတဲ့ of ဆိုတဲ့စကားလုံးပါနေကျွန်တော်တို့ကဒီလိုအတန်းမျိုးပဲသုံးမယ်ဖိပြီးတော့ပြောစရာမလိုဘူးပေါ့နော် of ရဲ့နောက်မှာ consonant ရှိနေတယ်ဆိုတော့ကျွန်တော်တို့ဆိုတဲ့အတန်းထွက်ကိုဖတ်ပြီးစရာမလိုတော့ဘူးချိန်ခဲလို့ရတယ်အဲဒီတော့ a cup of tea လို့ပြောမယ်ဆိုတော့ a cup of tea လို့ပဲပြောမှာပေါ့နော်ဆောစကားပြောမှာအသုံးများတဲ့ဥပမာတချို့ကျွန်တော်ဒီမှာရေးထားတယ်နားထောင်ပြီးတော့လိုက်ပြောရင်လည်းရတယ်ဒါမှမဟုတ်နားထောင်ပြီးလည်းရတယ်ပေါ့နော် a lot of people လို့ပြောမယ်ဆို a lot of people ကျွန်တော်ဆိုတဲ့တန်တော်ကိုထားခဲ့လို့ရတယ်ဘာလို့လဲဆိုတော့ဒီမှာ consonant နဲ့ပြန်စားနေတယ်လို့စားနေတာဖြစ်လို့ကြောင့်မလို့ a lot of people ဒီမှာလည်းဒီတိုင်းပဲ kind of tired လို့ပြောမယ်ဆို kind of tired one of them လို့ပြောမယ်ဆို one of them နောက်ဆုံးတစ်ခုအနေနဲ့ a piece of cake လို့ပြောမယ်ဆို a piece of cake okay ဆိုတော့ဒီမှာဖြောပြီးတော့ကျွန်တော်တို့ပြောပြဖို့လိုအပ်တယ်ပေါ့နော်စကားပြောတဲ့အခါမှာနောက်ဆုံးတစ်ခေါက်လည်းပြန်ဖတ်ပြမယ် a lot of people kind of tired one of them a piece of cake အရန်မားလေးရှိတဲ့အတန်းထွက်ကတော့ကျွန်တော်က of လို့ပြောပြီးတော့ဖတ်မိတာပဲဖြစ်ပါတယ်အဲတော့ကျွန်တော် of လို့ဖတ်ပြစရာမလိုဘူးเนาะဥပမာဆိုရင် I'm afraid of dogs လို့ပြောမယ်ဆို I'm afraid of dogsလို့ပဲပြောပြီးရပါပြီဘာဖြစ်လို့လဲဆိုတော့အဲ့အတိုင်းပဲသူတို့ကပြောကြတာပါနောက်ဆုံးအနေနဲ့ကျွန်တော်ဒီစကားစုတောင်းစုကိုလေ့ကျင့်ကြည့်အောင် okay a glass of water လို့ပြောမယ်ဆို a glass of water lots of work လို့ပြောမယ်ဆို lots of work one of my friends လို့ပြောမယ်ဆို one of my friends okay အားလုံးပဲနားလည်သဘောပေါက်လိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ of ကိုတာမန်အားဖြင့်ကျွန်တော်တို့ကဖြောဆိုတဲ့အတန်းနဲ့စကားပြောတဲ့အခါမှာအသုံးပြုတယ်အဲဒီတော့အတန်းထွက်က
of ဆိုပြီးတော့ဖြစ်ပါမယ်ဆိုတော့ဒီနေ့သင်ခန်းစာကအင်္ဂလိပ်စကားပြောမှာတဘာဝကြကြနဲ့ကြည်မှုရှိပြောဖွယ်အတွက်အထောက်ပြုမယ်လို့မျှော်လင့်ပါတယ်အင်္ဂလိပ်စကားပြောမှာ of လို့ပဲအသုံးပြုပေးပါအားလုံးပဲဒီနေ့သင်ခန်းစာကိုနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်သင်ခန်းစာမှာပြန်တွေ့ပါမယ် goodbye ပါ